လောက elephant in the room ပေါ့နော်ဘာလဲဆိုရှင်အဲ့ဒီ art style လေးကို brother ဘာကြောင့်ဘယ်လိုမျိုးလုပ်ခဲ့တာလဲပြီးလို့ရှိရင်ဘယ်လိုမျိုးလုပ်လို့ရသွားလဲပေါ့ဒီဟာလေးကိုရအောင်ဟုတ်ကဲ့ okay အဲ့ဒါတော့ကျွန်တော်တော်တော်လေးလည်းကျွန်တော်ပြောလို့ရှိပါအဲ့ဒါနဲ့ပတ်သက်ပြီးဒီရဲ့ look ပေါ့အဓိကတော့ဒီမှာဆိုလို့ရှိရင်သုံးထားတဲ့ဟာကကာလာ3ရောင်နဲ့သုံးထားမယ်အမဲရယ်ကျွန်တော်အပြာရယ်အဖြူရယ်ပေါ့ဒီအရောင်ကြီးပေါ့ကျွန်တော်မတိုင်ခင်တခြားကာလာနဲ့ဆန်းပါတယ်ကျွန်တော် black and white လည်းလုပ်ကြည့်ပါဒါပေမဲ့ black and white ကျွန်တော်လင်ပုံနဲ့တာအတူပါလို့ဒါပေမဲ့ကျွန်တော်တနေ့မှာကျွန်တော်ကမြင်းနဲ့ကျွန်တော်ဒီကင်မရာထဲမှာပေါ့နော်ကျွန်တော်အခုဒီ view တွေအတွက်ကို aura 2ဒီ preset ကိုတုံးပါတယ်ဒီ fog volumetric fog အတွက်ကို quality setting ထဲမှာကျွန်တော်ရှောက်ကြည့်နေမှာကျွန်တော်ဒီနားလေးမှာဒီ display volumetric light only ပေါ့အဲ့ဟာလေးကျွန်တော်အမှန်တော့ချင်းမိလိုက်တာဗျာမကြည့်ပုံမှန်ဆိုလူကြီးမြင်နေရ ဟုတ်ကဲ့ လုံးဝရောကျွန်တော်အဆင်မပြေဘူးဆော်ရ ဟုတ်ကဲ့ အမှန်ချလိုက်တော့ကြည့်ရခွင့်ဟုတ်ကဲ့ လုံးဝရောအဆင်ပြေသွားဟောကျွန်တော်နေတာဟုတ်တယ်ပေါ့အဲ့နဲ့ကျွန်တော်မဖြုတ်တော့ဟုတ် မကျတော့လောကဟိုလိုပြောမယ် debug လောက်ရမယ့် setting ကလောက game ရဲ့ feature ယူဖြစ်သွားတော့ဗောနော်တချို့ဆို error တက်တယ်ဗျာ error တက်မဖြေရှင်းနိုင်တဲ့ feature လုပ်လိုက်ဟိုကွန်ပျူတာဖုန်းရဲ့ story ကြတော့တမျိုးလေး error မဟုတ် debug လုပ်နေနေ debug ကလောက game ရဲ့ feature ဖြစ်လာဗောနော်အဲ့အလေးသဘောကျအခုကြည့်နေမိတ်ဆွေကသူတို့မျိုး game တွေကိုဖန်တီးတက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ game maker မြန်မာမှာကို game ကိုဖန်တီးဆိုတဲ့အတန်းရှိနေပါပြီဒီတန်းမှာမိတ်ဆွေက Super Monkey Ball game 2D platformer နဲ့ third person shooter game တွေကို3လအတွင်းဖန်တီးရင်းနဲ့ Unity Game Engine C# programming ကိုကြီးညက်အောင်သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။မှလည်းအတန်းပြီးသွားတဲ့အခါမှာမိတ်ဆွေကိုယ်တိုင်ဖန်တီးခြင်းတဲ့ game တွေကို confidence ရှိနဲ့ဖန်တီးနိုင်အောင်ရည်ရွယ်ထားတာပဲဖြစ်ပါတယ်။ဒါတွေပြင် certificate နဲ့ professional game လောက်တရားဖြစ်လာဖို့အတွက် roadmap တွေကိုလည်းချပြပေးသွားမှာပဲဖြစ်ပါတယ်။နောက်တန်းကတော့ဇွန်လ25ရက်နေ့မှာဖွင့်လှစ်မှာဖြစ်ပြီးတော့အတန်းကြီးအောင်2သိန်းခွဲကျတဲ့မှာပဲဖြစ်ပါတယ်။တန်းကလူပြည့်လည်းမြန်တာကြောင့်ကျွန်တော် page မှာလာရောက်စီးသွင်းထားလိုက်ပါ။အပြင်မိတ်ဆွေကကိုပိုင် 3D model တွေကိုဖန်တီးပြီးကို game ထဲမှာပြန်သုံးကျင်တယ်ဆိုလို့ရှိရင်လည်း 3D modeling class ရှိနေပါပြီ